နောက်တစ်နေ့ကြောက်စာကူးချိန်ကိုနောက်ကြပြီးမှသွားသည်ကျွန်တော်ရောက်တော့ကြောက်စာခန်းထဲမှာအခြားလူတွေရှိနေကြပြီရင်းမာကတော့ကြောက်စာကူးပြီးနေပြီကျွန်တော်ရင်းမာစီတို့မသွားပဲအခြားလူများနဲ့အတူကြောက်စာကူးနေလိုက်သည်သို့တော့ခတ်တီကရင်းမာသူဘာမှမသိရှာဟေးကိုဆိုဘာလို့နောက်ကြနေတာလဲစောင့်လိုက်ရတာရော့ရင်းမာကူးထားတာတွေဟုတ်ရဲ့လားကြည့်ပါဦးမားတာတွေပါရင်ပြင်ပေးရင်းမာကသူကူးထားသောစာအုပ်ကိုကျွန်တော်ကိုထုတ်ပေးနေသည်ထားခဲ့လေရင်းမာဆိုင်သွားစားခြင်းစားချီလေကြောက်စာရင်ကူးလိုက်အောင်မယ်ပြီးတော့မှတိုက်ကြည့်ပြီးပြင်ထားလိုက်မယ်ရင်းမာပြန်လာတော့ယူပေါ့ဟဲကိုစိုးကဆိုင်မလိုက်တော့ဘူးလားကိုစိုးကူးပြီးအောင်ဆောင်မယ်လေရင်းမာမစားသေးပါဘူးဟာမဆောင်ပါနဲ့သွားစားလိုက်ပါကိုကအဆောင်မစားခဲ့ပြီကြောက်စာကူးတာလဲကြားအောင်ပါကျွန်တော်ကမလိုက်ရအောင်ရှောင်သည်ကြားချင်းကြားပါစေကိုစိုးမပါဘဲနဲ့တယောက်သေးတော့မသွားဘူးအော်ကလေးတယောက်နဲ့စိုးနွယ်နေပြန်သည်ကျွန်တော်ကြောက်စာကူးပြီးအောင်ဆောင်နေသည်ကိုတတိနှင့်ထိန်ချုပ်၍အတန်တန်ညင်းသည့်ကြားမှပါသွားရပြန်သည်အတိနှင့်စင်ကြင်၍တတိထားသည့်ကြားမှအတူစားရင်တာယာနေမိပြန်သည်ပြီးမှကိုမကြင်မနှက်ဖြစ်ရသည်ကိုကကျူးကိုဒူးကိုပင်မယုံရဟုသောစကားရှိသည်ဒူးဆိုသည်မှာခန္ဓာကိုယ်၏အလဲဘဟုနှင့်ဝေးသည်၏ကိုခန္ဓာ၏ဘဟုချက်မှရှိသောနှလုံးသားသည်ပင်တစ္ဆာပြည့်ချင်း၏တောချက်ဖြစ်နေတတ်သောကြောင့်အုံနောက်ကအတိနှင့်ရှင်၍ထိန်ပေးနေရသေးသည်နှလုံးသား၏ဆန္ဒများကလှုပ်ရှားတောင်းဆိုနေကြသည်ရင်းမာ၏မျက်နှာလေးကိုကြည့်ချင်းမြင်ချင်းသည်ရင်းမာနှင့်အတူနေရလျင်တာယာကြည်နူးသည်အုံနောက်ကအတင်းတာမြင်နေသည်သို့သောထိုအုံနောက်ကိုလည်းယုံ၍မရသူလည်းတိတ်မထူပါတခါမှနှလုံးသား၏ဆန္ဒပြေဝအောင်သူကိုယ်တိုင်ကအကြံပေးလမ်းညွှန်ဆရာကြီးလုံနေပြန်သည်ကျွန်တော်တကူလုံးဘာကိုမှယုံ၍မရအားလုံးတစ္ဆာဖောက်ကြီးဖြစ်နေကြသည်ကိုကျွန်တော်သတိထားမိသည်မျက်လုံးများကလည်းရင်းမာကိုအမြဲမြင်ချင်နေသည်နားများကလည်းရင်းမာ၏စကားတန်ကိုကြားချင်နေကြသည်နှုတ်ကလည်းရင်းမာနှင့်စကားပြောချင်နေသည်နှလုံးသားကလည်းရင်းမာနှင့်တွေ့တိုင်းလှုပ်ရှားရလွန်သည်အုံနောက်ကလည်းရင်းမာ၏အကြောင်းကိုသာတွေးချင်နေသည်ငါရင်းမာကိုရှောင်မဖြစ်တော့မယ်ကျွန်တော်တင်းကြပ်ဆုံးဖြတ်ရပြန်သည်နောက်တနေ့မှစ၍ရင်းမာနှင့်နှစ်ယောက်တည်းမတွေ့ရအောင်ရှောင်သည်လုံးဝမတွေ့အောင်ရှောင်ရတော့မရအတန်းတူတက်နေသည်ကိစ္စမရှိအများနှင့်ဖြစ်သည်ဆရာမရှိသည်အတန်းပြီးသည်နှင့်ကျွန်တော်အဆောင်သို့အမြန်ပြန်သည်ကြောက်စာကူးချိန်ကိုလည်းရင်းမာနှင့်မစုံမိအောင်ညနေပိုင်းသို့ပြောင်းလိုက်သည်တန်နိုင်သမျှရင်းမာနှင့်မျက်နှာချင်းမဆိုင်မိအောင်ရှောင်သည်မလွဲတာမရှောင်တာရင်ဆိုင်တွေ့လျင်လည်းတခုခုအရေးတကြီးရှိနေဟန်ဖြင့်နှုတ်မဆက်ဘဲထွက်သွားသည်သို့သောထိုသို့လုံမိခြင်းသည်ပင်လွန်စွာမှားယွင်းကြောင်းကိုနောင်ကြမှသိရသည်ရင်းမာကိုမတွေ့အောင်ရှောင်ကမှကျွန်တော်မျက်လုံးများတွင်ရင်းမာကိုကြည့်မြင်နေသည်ရင်းမာကိုစကားမပြောမိအောင်ထိန်ချုပ်ကမှကျွန်တော်နှလုံးသားကအချိန်တိုင်းရင်းမာနှင့်စကားပြောနေသည်ထိန်ချုပ်ထားခြင်းသည်ပင်ပွင့်အံပေါက်ကွဲထွက်အောင်ပြုလုပ်မိသလိုဖြစ်နေသည်ကျွန်တော်ရင်းမာပြင်းထန်သောဝေဒနာကိုခံစားရသည်သို့သောကျွန်တော်ထပ်ပိုဆိုးအောင်ခံစားရသည်ကရင်းမာကျွန်တော်ရင်းမာနှင့်မစုံမိအောင်ရှောင်ခဲ့သည်မှာတပတ်တီတီကြာသွားသည်တနေ့သောညနေကြောက်စာခန်းထဲ၌ကျွန်တော်တယောက်တည်းကြောက်စာကူးပြီး၍နောက်သို့လှည့်လိုက်သောအခါမင်းကလေးတယောက်ရက်နေသည်ကိုတွေ့ရသည်။အိုးရင်းမာသူရဲ၍ဆောင်နေသည်မှာညီးမျှကြပြီမသိကျွန်တော်တို့နှစ်ယောက်တယောက်ကိုတယောက်ငေးကြည့်နေမိကြသည်။ကြောက်စာခန်းထဲတွင်ကျွန်တော်တို့နှစ်ယောက်မှတပါမြည်သူများမရှိဌာနဆောင်ပါကြီးသည်ပင်ကျွန်တော်ကိုတော့ခလောက်အပ်ပြီးပြန်သွားပြီကျွန်တော်ပြီးလင်မောင်းချတော့ခလောက်ကိုနှိပ်ပြီးခက်ခဲရန်မှာကြားသွားသည်ရင်းမာနှင့်ကျွန်တော်တယောက်ကိုတယောက်နှုတ်ဆက်ခေါ်ပြောခြင်းမပြုမိကြပဝင်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေသည်ကျွန်တော်ရင်ထဲမှာတော့မုန်တိုင်းတိုင်နေသည်ရင်းမာ၏ရင်ထဲမှာလည်းထို့သို့ပင်ဖြစ်နေမည်ထင်ပါသည်အချိန်ကြာလာသည်နှင့်အမျှကျွန်တော်နှလုံးခုန်တန်းတွေပိုမြန်လာသည်ကိုဆိုရင်းမာ၏ခေါ်တန်းကလွန်စွာတိုးညင်လွန်လာ၏
သို့တော့ကျွန်တော်နာစီကိုသာမကနှလုံးသားကိုပါတုန်ခါသွားစေသည်ရင်းမကျွန်တော်အတန်းကတွေးချောက်၍မော်ဟိုင်နေပါသည်ရင်းမကျွန်တော်ကိုကြည့်ရင်သူ့ဘာပြင်နှစ်ဖက်ပေါ်မှာမျက်ရည်များတလိမ့်လိမ့်စီစဉ်လာသည်သူ့နှကန်းလေးတွေတဆက်ဆက်တုံနေသည်ပြီးတော့ထိမ့်သိမ်းဆောက်တည်ခြင်းကမစွမ်းနိုင်၍ထင်ပါသည်ဝမ်ပန်တနဲ့ချုံပွဲချ၍ငိုပါသည်ကျွန်တော်နားလဲပါသည်ကျွန်တော်ကိုယ်တိုင်လည်းထပ်တူထက်မြခံစားနေရပါသည်ငိုကြွေးနေသောရင်းမာကိုကြည့်ပြီးကျွန်တော်ခံစားရသည်စာနာတနာမိသည်စင်ချင်းစဉ်းစားလိုစိတ်များလည်းမရှိတော့ပါအတိတရားတို့နောက်ဆုတ်သွားကြပြီတတိတရားတို့တိမ်ရှောင်ထွက်ခွာသွားကြပြီကျွန်တော်ခြေတလန်းရွှေ့ုံနဲ့ရင်းမာနာသူရောက်နေပြီရင်းမာကိုစိုးရင်းမာကိုကျွန်တော်ရင်ခွင်ထဲမှာဆွဲယူပွေဖက်ထားလိုက်မိပါသည်တင်းကျပ်စွာဖိနှိပ်ခံထားရသည့်ကျွန်တော်နှလုံးသားကကျွန်တော်ကိုအနိုင်ယူသွားခဲ့ပြီရင်းမာနှင့်ကျွန်တော်တယောက်ကိုတယောက်အပြန်အလှန်ဖတ်ထားမိကြသည်တယောက်ယောက်ကအတင်းခွဲမိကိုစိုးရွံ့စွာတွေ့ဖတ်ထားကြသလိုဖြစ်နေသည်ရင်းမာ၏ရင်ခုန်တန်းကိုကျွန်တော်ကြားနေရသည်ကျွန်တော်၏ရင်ခုန်တန်းကိုလည်းရင်းမာကြားနေပါလိမ့်မည်သူလည်းသူ့နှလုံးသားကိုအရှုံးပေးလိုက်ရဟန်တူပါ၏ကျွန်တော်တို့နှစ်ယောက်ကြားတွင်အစီအတားဟူ၍ဘာမှမရှိတော့ပါနှလုံးသားချင်းထိတွေ့နေကြပြီရင်းမာကိုစိုးရဲ့ပို၍တင်းကျပ်စွာဖတ်ထားမိကြပြန်သည်ရင်းမာ၏မျက်နှာလေးကကျွန်တော်ပခုံးမှာမိကက်လျက်အိုးဘယ်လိုမြင်အောင်လားမိသည်မသိမအေးဖြူ၏အပြစ်မဲ့သောမျက်နှာလေးလှပသောမျက်လုံးရွယ်ကြီးများတွင်မျက်ရည်အပြည့်နှင့်ကျွန်တော်ကိုကြည့်နေသည်ဟုခံစားရသည်သူငိုရှာတော့မည်ကျွန်တော်ရင်ထဲမှာနာကျင်သွားမိသည်ကျွန်တော်လက်များအလိုလိုပြေလျော့လာသည်ရင်းမာနှင့်ကျွန်တော်၏ကြားတွင်အတူတရာနဲ့သောကြောက်ကဘာကြီးချသွားသလိုဝေးကွာသွားရသည်ကျွန်တော်ကိုပြုံးပြီးကြည့်နေသောတားကြီးမောင်ပြုံး၏မျက်နှာနောက်ထပ်ကြောက်ကဘာကြီးတစ်ခုသမီးငယ်ပပဖြူ၏တင်းမာစွာကြည့်နေသောမျက်နှာနောက်ထပ်ကြောက်ကဘာတစ်ခုဘာမှမသိရှာသေးသောတားငယ်လေးရင်းမာနှင့်ကျွန်တော်၏ကြားတွင်ကြောက်ကဘာများတစ်ခုပြီးတစ်ခုခြားခဲ့ပြီရင်ဝင်ထဲမှာအလွန်နီးကပ်စွာရှိနေသောရင်းမာသည်ဝေး၍သွားလိပြီအဝေးမှရှိနေသောမဲဤဖြူနှင့်သားသမီးတို့ကကျွန်တော်နှလုံးသားကိုပြန်လဲဆူမိုးလာကြသည်ရင်းမာကိုဖတ်ထားသောကျွန်တော်လက်များအားရင်ရုပ်ရော့သွားကြပြီရော့ရဲသွားသောကျွန်တော်လက်များနှင့်အတွေ့အထိများမှတစ်ဆင့်ကျွန်တော်စိတ်များပြောင်းလဲသွားပုံကိုရင်းမာခံစားနာလဲဟန်တူပါသည်ကျွန်တော်ကိုဖတ်တွေ့ထားသောသူ့လက်များပါပြေလျော့လာကြသည်ပခုံးတွင်မိထားသောမျက်နှာလေးကိုခါ၍ကျွန်တော်မျက်နှာကိုမော့ကြည့်သည်သူ့ဘာပြင်နှစ်ဖက်ပေါ်တွင်မျက်ရည်များစီးဆင်းလာကြသည်ဆရာကြီးဦးစန်းထွန်းတင်ကြသောအိုင်ချင်းကိုနားထဲမှကြားရောက်လာမိ၏မပန်သာသည်ရင်းမှာအကိုင်းခန့်နှင့်မကြံသာသည်မောက်မှာအပေါင်းဖက်နှင့်ရင်းမှာအတွက်ရင်နာရပြန်သည်ရင်းမာ၏ဝမ်းနဲ့ကြေကွဲသောမျက်ရည်မအေးဖြူ၏ဝမ်းနဲ့ကြေကွဲသောမျက်ရည်အားငယ်စွာဖြင့်ငေးချိနေကြသောသားသမီးတို့၏မျက်ရည်များကျွန်တော်ကောင်းတွင်မှခြားခြားလဲနေကြသည်နောက်ဆုံးတွင်ပင်ပန်းကြီးစွာနှင့်ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါသည်မအေးဖြူနှင့်သားသမီးတို့ကိုသာတစ္ဆာဆောင်တည်တော်မူဟု၍ကျွန်တော်လက်များကိုရင်းမာ၏ကိုမှလုံးဝဖယ်ရှားလိုက်ပါသည်လွယ်လွယ်နှင့်တော့ဖယ်၍ရသည်မဟုတ်ကိုယ်ဆန္ဒကိုစန့်ကျင်ရသည်မှအခက်ဆုံးကျွန်တော်မျက်လုံးစုံသည်ရီဝေမှုန်မိုင်းနေပါပြီရင်းမာခမသူ့မျက်နှာကိုလက်နက်ဖက်ဖြင့်အုပ်ပြီးရှိုက်ကြီးတငယ်ငိုရှာသည်ကျွန်တော်ရင်မှာပူလောင်ဆင်းရဲလာသည်ရင်းမှာကျွန်တော်ရင်ဝင်မှဆုတ်ခွာ၍ထွက်သွားရှာလေပြီကျွန်တော်ကတော့ကြောက်စာခန်းထဲမှာမြားစီရီကြောက်စာပုံတူကူထားသောကြောက်စာတိုင်းကြီးနာမှာမလှုပ်မရှားရက်တည်လျက်အော်ရင်းမာရဲ့သူ့ရုပ်ရည်သူ့ပညာသူမိဘ၏ချမ်းသာကြွယ်ဝမှုနှင့်တက္ကသိုလ်တွင်လူချင်းသူများဝိုင်းဝိုင်းလဲနေသည့်အဖိုးတန်အလှပန်းလေးတစ်ပွင့်ကိုမှချစ်မိရသလားရင်းမာရဲ့မြစ်တာဆိုသည်ကနားအလဲရခတ်လာသည်ချစ်ချင်းအစာမျက်စိကဟုဆိုကြသည်ချစ်မိပြန်တော့လဲထိုမျက်စိများကန်းကုန်ကြပြီအမှန်မမြင်အ
မားမသိထို့ကြောင့်အချစ်မှာမျက်စိမရှိဟုဆိုကြပြန်၏ရင်းမှာကျွန်တော်နှင့်ဝေးရသွားလေပြီကြောက်စာခန်းမှတဆင့်ပြတိုက်ခန်းမှကြီးဘက်သို့ရောက်သွားပြီသူ့ကိုကျွန်တော်မြင်နေရသေးသည်သူ၏ရှိုက်တံများကိုကြားနေရသေးသည်9000ဒီလောက်ခံစားနေရရင်သူဘယ်လောက်ခံစားရရှာမလဲသူသိရှက်ရှာမှာပဲအိုးသူရင်ထဲမှာပူလောင်နေပြီလိမ့်မယ်ပြတိုက်ခမ်းမကြီးရဲ့အထွက်ပေါက်နာသို့ရင်းမှရောက်သွားပြီးမကြာမီပြတိုက်ခမ်းမကြီးအပြင်ကိုရောက်သွားတော့မည်ငါရင်းမှနဲ့အပြီးပိုင်းခွဲရတော့မှလားသူငါ့ကိုဘယ်တော့မှပြန်တွေ့ချင်မှမဟုတ်တော့ဘူးထိုအတွေ့ကကျွန်တော်ရင်ကိုပြင်းထန်စွာနာကျင်စေသည်ရင်းမကိုတန်းတလွမ်းမောသောစိတ်တို့ကကျွန်တော်အတိများသို့လွှမ်းမိုးသွားကြပြန်သည်ရင်းမကျွန်တော်၏စုံနှင့်ကြေကွဲသောခေါ်တန်ကရင်းမ၏ခြေလှမ်းများကိုတုံဆိုင်သွားစေသည်ကျွန်တော်ရင်းမထံသို့ရှောက်သွားသည်ရင်းမကတွေ့ကလေးဖြစ်သွားရမှဆုံးဖြတ်ချက်တစ်ခုကိုအခိုင်အမာချလိုက်ဟန်တူပါ၏မျက်လွှာကိုချပြီးရုတ်တရက်လှည့်ထွက်သွားသည်သို့တော့ကျွန်တော်ကရင်းမ၏လက်ကိုလှမ်းဆွဲထားလိုက်သည်ရင်းမယုံတော့လဲကျွန်တော်မလွတ်တော့ပါရင်းမသွားပြရစီတော့ကိုစိုးရဲ့ရင်းမကိုနှလုံးသားကိုလိန်ညာရတာပင်မဆင်းရဲလာပါပြီရင်းမရဲ့ရင်းမလည်းကိုဆက်ပြီးနှင်းဆဲသလိုမဖြစ်ပါစေနဲ့တော့ကျွန်တော်ရင်းမ၏ပခုံးလေးနှစ်ဖက်ကိုစုပ်ကိုင်းလိုက်သည်ရင်းမကိုယ်တိုင်ကျွန်တော်ရင်းမမျက်နှာအ၍တိမ်တိမ်ရှိုက်ကငိုပါသည်ကျွန်တော်ရင်းမကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါသည်ဖြစ်ချင်ရာဖြစ်တလောကလုံးကိုရင်ဆိုင်တော်မူဟုဆုံးဖြတ်လိုက်သည်မတင်တော်မှန်းသိတော်လဲမတင်တော်ကြောင့်မစင်စားခြင်းလောက်အောင်စင်ချင်းတုံတရားများခေါင်ပါကြလိမ့်ပြီအကိုရဲ့ရင်းမ၏ဖြူသွဲနူးညံ့သောလက်ကလေးများကကျွန်တော်ကိုပြန်၍ဖတ်တွဲထားပါသည်သူလည်းကျွန်တော်နှင့်ဝေးကွာရမည်ကိုစိုးရွံရှာသည်ထင်ပါ၏အနက်ရောင်ဖုံးအုပ်သွားသောနှလုံးသားနှစ်ခုမန္တလေးတက္ကသိုလ်ပရဝုံတွင်မှကျွန်တော်နှင့်ရင်းမာတို့တရွဲသွားကြသည်ဒေါ်တင်မေဆိုင်မှာအုံထမင်းနှင့်ကြက်သားဟင်းစားကြသည်ချိုးကြီးဆိုင်မှာအေးတောက်ကြသည်တခါတရံဒေါ်ကြီးဆိုင်မှာအကျော်စားသည်ကိုပါတန်းဆိုင်မှာပဲထက်တရားစားသည်စီချက်ခောက်ဆွဲစားခြင်းနှင့်ဥပဦးဆိုင်ထိသွားသည်နေကြီးအဆောင်တွင်ရင်းနှီးမြောင်းမှလမ်းလျှောက်ကြသည်အပြန်တွင်မဟာနွယ်စင်ဝင်၍ကြံရီတောက်ကြသည်တွားရင်စားရင်စကားတွေကလည်းပြော၍မကုန်တယောက်မျက်နှာတယောက်ကြည့်၍မဝနှလုံးသား၏ကြေကြုံအချစ်တာကောင်းဘဝကိုခြေနှက်စွာခံယူထားကြသည်မျက်စိကန်းတစေမကြောက်ဆိုတကဲ့သို့နတ်ဆိုင်သောအမောင်တို့အတွင်မိုက်မဲစွာတိုးဝင်နေကြသည်အရှိဘက်မှရှမ်းရုံးမှတောင်တန်းကြီးသည်မိဆောင်နှံများကိုထံပိုးထားရှာ၏ကျွန်တော်နှင့်ဆရာဦးဝင်းမောင်ဆရာဆောင်အပေါ်ထက်ဝရဏာမှရှမ်းရုံးမှတောင်တန်းကြီးကိုငေးကြည့်နေမိသည်ဆောင်းအောင်ကုန်းတွေကူးကာလာ၏ညတိုင်းဤတောင်တန်းကြီးပေါ်တွင်ရဲရဲညီညီမိဆောင်နှံများကိုတွေ့ရစမြဲကျွန်တော်တို့ကျောင်းသားတို့ကရှမ်းရုံးမှကမိရီလောင်အမောင်ဆောင်ချက်တော်ဟုမန်းတက္ကသိုလ်မှဆိုယူပြကြသည်စာမေးပွဲကြီးနီးပြီတောင်တန်းကြီးကမီးဖြင့်အချက်ပြနေပြီဟုမှတ်ယူခဲ့ကြသည်အခုရောဒီတောင်တန်းကြီးထမ်းမှုထားတဲ့မီးဆောင်နှံတွေကငါကိုတစုံတရာအချက်ပြနေကြလေသလားကျွန်တော်စိတ်လေးလေးနှင့်တွေးနေမိသည်မောင်ဆိုလူတယောက်ဟာတခုခုကိုလှုပ်ရင်လှုပ်တင်မလှုပ်တင်စဉ်းစားရတယ်မင်းအခုဘာလုပ်နေသလဲလှုပ်တင်ရဲ့လားစဉ်းစားရောစဉ်းစားမိရဲ့လားကျွန်တော်ကိုညီတယောက်လိုချစ်ခင်၍ကျွန်တော်ကလည်းအကိုတယောက်လိုလေးစားတော့ဆရာဦးဝင်းမောင်ကပြောင်းဖွင့်ရေးမိလာပြီရခင်ကလည်းစောင်းပါရိတ်ချီတတိပေးခဲ့ပါ၏ခုတော့သူလည်းမနေသား၍ထင်ပါ၏ကျွန်တော်ဘာမှမဖြေပါတောင်မဲမဲကြီးပေါ်မှမီးရဲရဲများကိုသာကြည်နေမိသည်ကျွန်တော်နှင့်ရင်းမာသည်ပိုးဖလန်မျိုးလိုမိကုံမိမှန်တီလျက်နှင့်တိုးဝင်နေကြောင်းနှစ်ယောက်လုံးသိပါ၏မင်းဒီတစ်ပတ်လဲတတဦးကိုမပြန်မှုမဟုတ်လားကျွန်တော်မဖြေပါခေါင်းငုံထားလိုက်သည်စာမေးပွဲနီးလို့စင်ကြေးပေးအောင်မလားဦးဝင်းမောင်ကြီးမိကွန်းတွေကသာဆက်နေသည်ကျွန်တော်ထံမှအဖြေတစ်ခုမှမထွက်
ကျွန်တော်တို့မသိလို့မှားနေတာမဟုတ်ပါဘူးဗျာတည်ရနဲ့မှားနေတာပါကျွန်တော်စိတ်ထဲမှာပင်ပြောနေမိပါသည်မဲအေးဖြူနဲ့ကလေးတွေတိတ်တနာစရာကောင်းနေကွာဆရာဦးဝင်းမောင်ပြောပုံကညင်းညူတမ်းဖြစ်သည်ကျွန်တော်ကပိုတနာတာပေါ့ဆရာကျွန်တော်ရင်ထဲမှာသာပြော၍ရင်ထဲမှာသာငိုကြွေးနေမိသည်ဘလို့လဲမောင်ဆိုမင်းဒီလိုပဲဆက်သွားအောင်မလားဆရာအတန်ကနည်းနည်းမာလာသည်ယခုထပ်ပို၍မာတင်မာသည်ဖြစ်နိုင်ရင်ဆွဲထိုးပစ်လိုက်စေခြင်းသည်နာနာကျင်ကျင်ဝေဒနာကိုခံပစ်လိုက်ခြင်းစံသည်မင်းဟာကတိလျက်နှင့်မင်းဝီဘက်ဂျမငင်၍ရွှေညံရှင်မခွဲနိုင်ဘူးပွဲတွေ့အမှားဆိုတာလို့ဖြစ်နေပြီဒီတိုင်းဆက်သွားရင်မင်းပွဲတွေ့အောင်မယ်ဘာပွဲလဲတီလားငိုပွဲဒုက္ခရောက်မဲ့ပွဲဆရာကဂယုဏဒေါသဖြစ်နေပြီကျွန်တော်ကြောင့်အေးဆေးသိမ်မွေ့စွာနေတတ်သောဆရာဦးဝင်းမောင်မှပူလောင်လာရပြီမင်းတေးသေးချာချာပြန်စဉ်းစားပါအောင်ကွာငါလည်းတိတ်မပြောချင်ဘူးမင်းဘဝကိုမင်းအတီးဆုံးမှာစဉ်းစားလူပဲကွာမှားမှန်တည်ရင်ပြင်နိုင်ရမှာပေါ့ရတန်းငါရဖို့အမြန်ဆုံးဖြတ်စမ်းမငါညီရဆရာသူ့အခန်းစီသို့ပြန်ဝင်သွားပါသည်ကျွန်တော်သာရက်နေရမှာပင်မလှုပ်ရှားနိုင်ပဲကြံခဲ့ရသည်ကျွန်တော်တကူလုံးမှာအားမရှိတော့သလိုခံစားရသည်ညသည်တိတ်ဆိတ်နေပါပြီကျွန်တော်အိပ်၍မရသည်တောင်ရိုးပေါ်မှမိများကပို၍ပြန့်နှံ့စွာကူးဆက်လောင်ကျွမ်းနေပါသည်ယခင်ကကျောင်းသားများကိုဆရာအဖြစ်ပညာသင်ပေးရသည်ကိုကျွန်တော်ပြောသည်ကိုကတပည့်အဖြစ်ပညာသင်ယူရသည်ကိုလည်းစိတ်ဝင်စားသည်သင်ပေးရသောဘာသာနှင့်သင်ယူရသောဘာသာမှလည်းမြန်မာစာကျွန်တော်စိတ်ဝင်စားသောအကြောင်းအရာခုတော့စာသင်ပေးရသည်ကိုလည်းမပြောပါသင်ယူနေရသည်ကိုလည်းစိတ်မဝင်စားပါအတန်းတရင်ကျွန်တော်ခေါင်းထဲမှာနောက်ကြည့်ရှုပ်ထွေးနေသည်မအေးဖြူရင်းမာနှင့်ခလေးများခြားခြားလဲအောင်ခြားရဟက်လှည့်နေကြသည်ဆရာတင်သည်များကိုမကြားတစ်ချက်ကြားတစ်ချက်မကြားတစ်ချက်ကပိုများနေသည်ရင်းမာနှင့်တွေ့စဉ်ချီနူးရခြင်းတို့မှလည်းတွေ့ပြီးသည်နှင့်နောင်တတဖန်ပူပန်ရခြင်းများဖြစ်ကုန်သည်ဒါဖြင့်ရှောင်လိုက်ပါလားသို့တော်လည်းမရှောင်နိုင်အိမ်မက်ထဲမှာမွေညှို့ခံရသလိုဖြစ်နေသည်ရှေ့သို့ပြင်းနေသောခြေလမ်းများသည်နောက်သို့သာပြန်ရောက်နေသည်လှည့်ကြည့်လိုက်တော့မွေနှင့်ပုံနီးနေသည်ဤပုံတိုင်းဆိုရင်မကြမီအကြိုက်ခံရတော့မည်မော်လဲမော်လာပြီမောင်ဆိုပြီးရင်ဆရာအခန်းကိုလိုက်ခဲ့အောင်ကျွန်တော်တို့အားလုံးချစ်ကြောက်ယူသေးရသောဆရာဦးဖို့သိန်းကစာတင်မိအခန်းထဲကအထွက်တွင်ကျွန်တော်ကိုလှမ်းပြောသွားသည်ရင်းမှာကျွန်တော်ကိုလှမ်းကြည့်သည်ကျွန်တော်စိုးရွံ့ထိတ်လန့်စွာဆရာနောက်မှလိုက်သွားသည်ကိုအပြစ်နှင့်ကိုမှုစိတ်ကမလုံးအားလုံးကိုကြောက်လန့်နေမိသည်ထိုင်းမောင်ဆိုဆရာအခန်းရောက်တော့ဆရာကကျွန်တော်ကိုကျင်နာစွာကြည့်ပြီးအထိုင်ခိုင်းသည်ကျွန်တော်ဆရာကိုရဲရဲမကြည့်ဝင်၍ခေါင်းငုံထားလိုက်သည်မောင်ဆိုကိုဆရာတပည့်တယောက်အနေနဲ့ရောအလားအလာရှိတဲ့ဆရာကောင်းတယောက်အနေနဲ့ရောတော်တော်မျှော်လင့်ထားပါတယ်ဆရာစကားသွားလာကိုကြည့်၍ဆုံးမစကားဆိုတော်မူကိုကျွန်တော်ရိပ်ပြီးလိုက်ပါသည်ဆရာဦးဝင်းမောင်ကများဆရာကိုပြောထားလိမ့်ပြီလားကျွန်တော်ဦးဝင်းမောင်ကိုမြင်အောင်လိုက်မိသည်သို့တော့ကျွန်တော်တို့ကိစ္စမှာလူတိုင်းသိနေကြ၍ဦးဝင်းမောင်မပြောလဲဆရာကသိနေတော့ပါပြီမောင်ဆိုမှကလေးဘယ်နှယောက်ရှိလဲ3ယောက်ပါဆရာကလေးတွေကဘယ်ရှိနေကြပြီလဲကွာတာကြီးက4နှစ်ပါဆရာသမီးက2နှစ်တားငယ်က8လပဲရှိပါသေးတယ်။အော်ဟုတ်လားကလေးတွေနေကောင်းရဲ့လားခမဟုတ်ကဲ့ကောင်းပါတယ်ဆရာမင်းနေသည်မှာသွဲဝိုက်သောအတိတ်ပဲနှင့်ကျွန်တော်စိတ်ကိုကလေးများထံပြန်ပို့နေကြောင်းကျွန်တော်နားလဲပါသည်ဆရာကိုဖြင်းနှင့်လဲသားတို့သမီးတို့ကိုမြင်ရောက်မိပါသည်မောင်စိုးမယားသားသမီးတွေစီကိုရောပြန်ရဲ့လားခမပြန်ပါတယ်ဆရာကျွန်တော်ဆရာကိုညာလိုက်ရပါသည်မပြန်ဖြစ်သည်မှာတလကျော်သွားပြီအေးကောင်းပါတယ်ကွာဆရာတယောက်အနေနဲ့ကျောင်းမှာဆရာတာဝန်ဆရာခုံသိက္ခာတွေနဲ့ပြည့်စုံမှဆရာကောင်းဖြစ်တယ်လို့အိမ်မှာကြတော့လေလင်းသားကောင်းတယောက်ဖခင်ကောင်းတယောက်ရဲ့တာဝန်တွေခြေပုံမှုလိုတာပေါ့ကွာ
ဆရာကကျွန်တော်တို့ကိုညီလိုသားလိုချစ်ခင်သူမို့ပညာသင်ယုံမကလိုအပ်လင်လိုအပ်သလိုဆုံးမဩဝါဒပေးတတ်သူလည်းဖြစ်သည်ကျွန်တော်ခေါင်းငုံ၍သာနားထောင်နေရပါသည်ဆရာကသူ့ဘေးရှိစာအုပ်စင်ပေါ်မှစာအုပ်ဟောင်းတအုပ်ကိုလှမ်းယူ၍ကျွန်တော်ရှေ့သို့ချပေးသည်ရော့ငါတပည့်ဟော်ဒီပြဆက်ကိုတိတိကျကျဖတ်ကြည့်စမ်းကောင်းတယ်ကွာကျောင်းမှာတင်တဲ့အထဲတော့မပါဘူးပေါ့ကွာဒါပေမဲ့ဥပုံညာရဲ့လက်ရာကောင်းတစ်ခုကွာလေးလာဖို့ကောင်းတယ်မဟာပတုမပြဆက်ဖြစ်ပါသည်ကဲယူသွားတော့ဒီစာအုပ်ကလေးပေးဖတ်ခြင်းလို့ပါကျွန်တော်စာအုပ်ကိုယူ၍ဆရာအခန်းမှထွက်လာခဲ့ပါသည်ဤစာအုပ်ကိုကျွန်တော်ဖတ်ပြီးပါပြီဆရာကတဲ့တဲ့မပြောချင်း၍အရေးပြလိုက်ခြင်းဖြစ်သည်မှားရင်သောဖောက်ပြန်မှုကြောင့်နောင်နာကြီးစွာရောက်ရပုံဒုက္ခနှင့်ဆက်သိမ်းရပုံတို့ဖြစ်ပါသည်ကျွန်တော်ဆရာကိုရှက်မိပါသည်နောင်နာလည်းဖြစ်မိပါ၏အေးဖြူနှင့်ကလေးများကိုတွေ့ပြီးစိတ်မကောင်းဖြစ်မိသည်ကျွန်တော်အမှားကျွန်တော်၏သစ္စာမဲမှုကိုအမြင့်ဆုံးပြုပြင်ရန်ဆုံးဖြတ်လိုက်ပါသည်ကိုဆိုဆရာထံမှထွက်လာ၍ရာဇက်ခန်းမှအောက်သို့ရောက်သည်နှင့်ရင်းမာကလှမ်းခေါ်လိုက်သည်သူစောင့်နေခြင်းဖြစ်သည်ကျွန်တော်ကိုပြုံးပြသည်ကျွန်တော်ပြန်ပြုံးတော့လဲအပြုံးကမပြီးပြင်၍အမဲဖြစ်သွားလိမ့်မည်ထင်ပါသည်ဆရာကဘာတွေပြောနေတာလဲရင်းမာလည်းစိတ်မလုံ၍ထင်ပါ၏စူဇန်သည်ဘာမှမဟုတ်ပါဘူးဒီပြဇက်ကိုဖတ်ကြည့်ဖို့ပေးတာပါရင်းမာစိတ်မစင်ရဲစေချင်ပါဖြစ်နိုင်ရင်မိသူမှစိတ်မစင်ရဲစေချင်ပါကိုဆိုရုပ်ရှင်သွားဖို့မေးသွားပြီလားရင်းမာကလက်မှတ်ကလေးနှစ်ဆောင်ကိုထုတ်ပြသည်အော်မမေ့ပါဘူးရင်းမာမျက်နှာပြတ်မသွားစေချင်၍အလိုက်ထိုက်ပြောလိုက်ရခြင်းဖြစ်ပါသည်တကယ်တော့ကျွန်တော်မေ့နေသည်မှာအမှန်မမေ့ရင်သွားကြစို့လေအချိန်မရှိတော့ဘူးမြို့ရဲကြမှာညနေစာစားကြမယ်ကျွန်တော်ပျော့ညံလွန်ပါသည်အကြောင်းတစ်မျိုးမျိုးပြပြီးညင်းလိုက်ဖို့ကောင်းသည်ရှောင်းမီဟုဆုံးဖြတ်ပြီးမှတော့တိတိကျကျရှောင်းလိုက်ဖို့ကောင်းပြီသို့တော့ရင်းမာစိတ်ထိခိုက်သွားမှမျက်ရည်ကျမှာကိုကျွန်တော်မမြင်ရကြည်လင်နေသောမျက်နှာလေးကိုကြည့်ပြီးသူမသိအောင်တပြင်းတစ်ချက်ကိုမြင်းမြင်းလေးခိုးချလိုက်ရသည်အာနာတက်လွန်၍အားပါပြီးအာမနာတတ်တယ်လို့ဖြစ်ရပြန်ပြီတယောက်ကိုတနာမိသည်နှင့်အခြားတယောက်ကိုရက်ဆက်မိပြီးဖြစ်နေပြီကျွန်တော်နှင့်ရင်းမှာမြင်းလဲငှားပြီးမြို့ထဲသို့သွားကြသည်မြင်းလဲပေါ်မှာတယောက်လက်ကိုတယောက်ဆုပ်ကိုင်ထားကြတော့ကိုတောင်းမြင့်မြင်းလဲပေါ်မှာမဲအေးဖြူနှင့်ခိုးပြေးခြင်းကတယောက်လက်တယောက်ဆုပ်ကိုင်ထားသည်ကိုသတိရမိသည်ရင်းမာကတော့ဘာမှမသိရှာစကားတွေပြော၍ပြောနေသည်ကျွန်တော်မှာတော့မကြားတစ်ချက်ကြားတစ်ချက်သို့တော့မျက်နှာမပြတ်အောင်သတိထား၍အလိုက်တင်ပြောနေရသည်သူပြုံးရင်ပြုံး၍သူရဲလင်းရောရဲနေရသည်နောက်တော့လေကျွန်တော်ပါအပြန်အလှန်ပြောရင်ပြုံးရင်ရဲရင်နှင့်အားလုံးကိုမေ့လျော့သွားပြန်ပါသည်တလောကလုံးမှာကျွန်တော်နှင့်ရင်မာသာရှိတော်သည်သူ့လက်ကလေးကိုတင်းတင်းပါအောင်ဆုပ်ထားလိုက်မိသည်အပျော်လေးတွေဖြစ်ရပြန်ပြီမြို့ထဲမှာထမင်းစားတော့လေတယောက်ကိုတယောက်ဟင်းတွေထည့်ပေးကြကြွေးကြပတ်စံလူပေးကြနှင့်ချီနူးစရာပြောစရာစားပြီးတော့ဝင်းလိုက်ရုပ်ရှင်ရုံသို့သွားကြသည်ပြနေသောကား၏အမည်ကိုဝင်းလိုက်ရုံအဝင်နဖူးစီမှာထင်ရှားစွာရေးထားသည် blindfold မြန်မာလိုအဓိပ္ပာယ်မှာမျက်စိများကိုမမြင်သာအောင်ပိတ်စီးထားသောအတိတ်တည်းကင်းမဲ့သောအယံကာရောပြုတတ်သောဟုအဓိပ္ပာယ်ရပါလိမ့်မည်ကျွန်တော်တို့နှစ်ယောက်လက်ချင်းတွဲ၍ယုံထဲသို့ဝင်ခဲ့ကြသည်ရင်းမာကိုလှမ်းကြည့်နေကြသည့်ယောက်ျားသားတို့၏မျက်လုံးများအာချောလိုက်တဲ့အမျိုးသမီးကွာတန်တော်ပြောတဲ့မျိုးကိုကျွန်တော်ကြားရသည်ကျွန်တော်လက်မောင်းဆုပ်ကိုင်း၍ကျွန်တော်ဘေးမှာကပ်ပြီးခေါင်းကလေးငုံရက်ပါလာသည်ကျွန်တော်စိတ်ထဲမှာဂုံယူကြည်နူးမိသည်မှတ်ထားငါကွဒီလောက်ချောတဲ့မိန်းကလေးကငါချစ်သူငါကိုသိချစ်တဲ့သူငါကိုအာကိုတကြီးမိကက်နေတဲ့သူယုံထဲရောက်တော့နောက်ဆုံးအတန်းဤနောက်ဆုံးခုံတန်းပြီးမှဘေးချင်းရှင်၍ထိုင်ကြသည်လက်ချင်းဆုပ်၍ဂိုင်းထားကြသည်ရုပ်ရှင်ပြတော့မျက်နာကိုအဝေးဖြင့်စီး၍ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောဇက်လိုက်မင်းသား၏ထိတ်လန့်သေးဖို့ဆရာများသို့တော့ကျွန်တော်နှင့်ရင်းမာကတော့မျက်နာကိုအဝေးမစီးပဲအချစ်စီး၍ကန်းနေကြသူများမာမန်တီလျက်နှင့်အမောင်ဖုံးသောလမ်းကိုစံတဝါဝါရှောင်နေမိကြပြီ
ဇက်လိုက်ကိုရွာလေးတရွာမှအိမ်တအိမ်တွင်ချုပ်နှောင်ထားကြသည်ဇက်လိုက်ကမလျှော့သောဆွဲဖြင့်လွတ်လန်းထွက်လန်းကိုရှာဖွေလျက်ရင်းမာကြီးကိုလေးကိုကျွန်တော်လက်တစ်ဖက်ဖြင့်တောင်း၍ပွေဖက်ထားလိုက်သည်ရင်းမာကကျွန်တော်ရင်မှာကိုတစ်ချမ်းမီလျက်ပါခြင်းကက်လျက်အတွေ့အထိဤတာယာမှုမြစ်တာဤနှောင်ကြိုးဖွဲမှုမှာကျွန်တော်တို့နှစ်ယောက်လွတ်လန်းထွက်လန်းပြောင်းနေပြီဇက်လိုက်ကလွတ်မြောက်အောင်ကြိုးပမ်း၍လွတ်မြောက်သွားတော့လေရင်းမာနှင့်ကျွန်တော်ကတော့ပိတ်ကားပေါ်မှာလှုပ်ရှားမှုများကိုမမြင်တစ်ချက်မြင်တစ်ချက်ရုပ်ရှင်ရုံထဲမှာထွက်လာတော့ရုပ်ရှင်ဇာတ်ကားထက်ရင်းမာ၏နှွေးထွေးနူးညံ့မှုနှင့်ရင်းမာထံမှအနံ့တင်းတင်းကလေးများသာဆွေမြဲစွာကျန်ရစ်သည်တပြင်းလှလှလေးတွေချမိကြတဲ့များကိုသာကြားရောင်နေမိသည်ရုပ်ရှင်ပြီးတော့ည9 နာရီထိုနေ့ညကရင်းမာရောကျွန်တော်ပါအဆောင်သို့ပြန်၍မအိပ်ဖြစ်ကြရတန်းကရဲ့ရန်ဆုံးဖြတ်သည့်နေ့မှာပင်နောက်သို့ဆုပ်၍မရတော့အောင်အချစ်နွမ်းအိမ်တွင်မှကျွန်းနေခဲ့ကြရပါသည်တိုက်တိုက်ဆိုင်ဆိုင်မှတ်မရရ blindfold ရုပ်ရှင်ကြည်တော်ညာမျက်စိများကိုမမြင်တော့အောင်ပိတ်စည်းထားတော်ညာအတိတရိကင်းတော်ညာရင်းမာနှင့်ကျွန်တော်တို့စားငန်ရီနောက်ကိုတောက်မိခဲ့ကြပြီတောက်လေငတ်မပြေနိုင်တော့ပြီစင်ချင်တုံတရားဟုသမျှစားငန်ရီမှာမျောကြပြီကျွန်တော်တို့မိုင်းမဲစွာရှေ့ကိုသာတိုးနေမိပြီတိုးတော့လူဆိုသည်မှာလူမှုရေးတရားဝမှုလူအတိုင်းဝိုင်းရှိနေသည်ရင်းမာ၏အတိုင်းဝိုင်းကသူ့ကိုတတိပေးကြသည်အတင်းကျပ်နောက်ဆုတ်ခိုင်းကြသည်သူလည်းကျွန်တော်လိုပင်အချစ်ပင့်ကိုအိမ်အတွင်းမှရုံးမထွက်နိုင်ဖြစ်နေသည်သူတို့မျိုးမှចောင်းသူចောင်းသားများကရင်းမာကိုတား၍မရတော့ခါပကံယွန်းပစ္စည်းဆိုင်တွင်ရိုက်ယူထားသောတပ်ပုံကိုသူမိဘများထံပေးပို့၍တိုင်ကြားကြသည်ရင်းမာ၏မိဘများမန္တလေးတက္ကသိုလ်သို့လာ၍ရင်းမာကိုအပြင်းထန်စူပူချိန်မောင်းကြသည်ဟိုတခါတရင်တန်တန်ကြားကလေးကမြင်းချံကိုပြန်ခေါ်ပြီးတတိပေးပြီးခွေးလိုမိုက်တဲ့သမီးကိုရုပ်ကိုမှအာမနာမိဘရဲ့ဂုံတိတ်ခါကိုလည်းမထောက်လုံရလိုက်တာကွာရင်းမာ၏အဖေမှကြိတ်မနိုင်ခဲမရဖြစ်နေသည်သမီးရဲ့တက္ကသိုလ်မှာယောက်ျားဒီလောက်ရှားသလားအိမ်တော်ရှိတဲ့သူများယောက်ျားနဲ့မှဖြစ်ရတယ်လို့မေမေတို့ရှက်တာနဲ့သိရတော့မယ်မဟုတ်ဘူးမေမေလုံးဝမဟုတ်ဘူးရင်းမာကတူတူခခညင်းရင်ငိုသည်အချစ်နဲ့ပတ်သက်လာလျင်အလွန်ရိုးသားလီမာသောသားသမီးတို့ပင်မိဘကိုလိန်ညာတတ်သည်မဟုတ်ပါလားရင်းမာလည်းညာတက်ခဲ့လေပြီဘလို့ပဲဖြစ်ဖြစ်ခုတော့မြင်းချံကိုပြန်လိုက်ခဲ့ပါအောင်သမီးရဲ့မေမေတို့စိတ်မချဘူးမင်းသမီးကိုရအောင်ခေါ်ခဲ့ဟိုရောက်တာနဲ့ဒေါက်တာကျော်ဝင်းနဲ့သာအမြန်ဆုံးလက်ထပ်ပေးလိုက်ဖခင်ဖြစ်သူ၏စကားကိုကြားရသောအခါရင်းမာထိတ်လန့်တုန်လှုပ်မိသည်ရခင်တစ်ခေါက်ပြန်ကြတဲ့ကအေးစီစဉ်ကိုတည်ခဲ့ရပြီးဖြစ်ပါသည်ခုတစ်ခေါက်ဆိုလျင်ရှောင်ရရတော့မည်မဟုတ်စာမေးဝဲနီးပါပြီဖြစ်ဖြစ်ရဲ့အင်ဂျရီမပြအောင်စာမေးဝဲဖြေခွင့်တော့ပေးပါဖြစ်ဖြစ်ရဲ့ခုအတိုင်းပြန်လိုက်ရရင်ဖေဖေတို့ရောသမီးပါတသက်လုံးတိတ်ခါဆဲလို့ရမှာမဟုတ်တော့ပါဘူးမဖြစ်ဘူးရှေ့ဆက်နေကြရင်ပို့ပြီးဒုက္ခရောက်မှာပေါ့စိတ်ချပါဖေဖေသမီးအဲ့ဒီလူနဲ့လုံးဝမတွေ့တော့ပါဘူးစာမေးပွဲပြီးအောင်တော့စောင့်ပါဒီအတိုင်းပြန်လိုက်ရမှာသမီးရှက်လွန်းလို့မှာခုအတိုင်းပြန်လိုက်ရရင်ဖေဖေတို့ပြောတဲ့ဒေါက်တာကျော်ဝေကရောသမီးကိုဘယ်လိုထင်မလဲဒါလည်းဟုတ်တာပဲကိုပါမောင်ရှင်စဉ်းစားအောင်ရင်းမာ၏မိခင်ဒေါ်တင်ငင်းကသမီးပြောသည်မှာစဉ်းစားစရာဟုလက်ခံသည်ဥပမောင်တွေ့ဝေသွားရပြီဒါဖြင့်သမီးဖေဖေတို့ကိုဂရီ2ခုအခိုင်မာပေးရမယ်ပြောပါဖေဖေတစ်ချက်ကအဲ့ဒီလူနဲ့လုံးဝအဆက်အဆံမလုပ်ဘဲကင်ရှင်းနေရမယ်သမီးဂရီပေးပါတယ်ဖေဖေစိတ်ချပါရင်းမာကခက်မြန်ပင်ဂရီပေးသည်အေးဒီเจ้าသူเจ้าသားတွေထဲမှာဖေဖေမှာထားတဲ့လူတွေအများကြီးရှိတယ်ဆိုတာသမီးမှတ်ထားပါဆက်သွယ်တယ်ဆိုတာကိုတယောက်ယောက်ကဖုန်းဆက်ပြောတာနဲ့ဖေဖေလာခေါ်မှာပဲဟုတ်ကဲ့စိတ်ချပါဖေဖေသမီးလုံးဝမဆက်သွယ်ပါဘူးရင်းမာအခိုင်အမာထပ်ပြောလိုက်သည်နောက်ထပ်ပေးရမယ့်ခရီးတစ်ခုရှိသေးတယ်အဲ့ဒါကတော့စာမေးဝဲပြီးလို့မြင်းချံပြန်ရောက်တာနဲ့ဒေါက်တာကျော်ဝေကိုလက်ထပ်ပါမယ်ဆိုတဲ့ခရီးပဲဒါကိုတော့မြင်းချံရောက်မှာပဲစဉ်းစားကြတာပေါ့ဖေဖေရင်းမာကထမင်းရည်ဘူးရှာလွှဲပြီးအချိန်ဆွဲရန်ကြိုးစားသည်ဟာမဖြစ်ဘူးသမီးအခုခရီးပေးပါဒါမှသမီးကိုဖေဖေတို့ယုံနိုင်မယ်
ဟုတ်ပါတယ်သမီးရဲ့သမီးစီကဂရိယာမှာမမေတို့ကလည်းဟိုမှာညှိနှိုင်းဆောင်ရွက်ရမှာရင်းမှာရှောင်လွှဲ၍မရတော့ပါမျက်ရည်များစီးမရတာမရဘာပေါ်သူစီးစင်လာကြသည်ကောင်းပါပြီဖေဖေသမီးဂရိပေးပါတယ်ရင်းမှာရှိုက်ကြီးတငင်ကိုပါသည်ရင်းမှာမိဘများလိုက်လာကြောင်းရင်းမှာကိုဝန်ခံချက်များတောင်းစီကန်းချက်များတတ်မှတ်ပြီးပြန်သွားကြောင်းကျွန်တော်ကြားပြပါသည်သို့တော့ရင်းမှာထမ်းမမဟုတ်သူတို့စုပြီးငှားနေကြသောမိန်းကလေးဆောင်မှကျွန်တော်နှင့်ခင်သောမမြတွေကပြန်ပြောပြခြင်းဖြစ်သည်ရင်းမှာကတော့သူမိဘများကိုဂရုပေးခဲ့သည့်အတိုင်းကျွန်တော်ကိုလုံးဝအဆက်အသွယ်မလုပ်ဘဲနေသည်ကျွန်တော်ရင်းမှာခံစားရလွန်သည်အတန်းထဲမှာတော့ရင်းမှာကိုမြင်ရပါ၏အတန်းပြည်သည်နှင့်မြင်းချံမမိန်းကလေးနှစ်ယောက်ကလာဆောင်နေကြသည်ရင်းမှာကျွန်တော်ဘက်သို့လှည့်၍ပင်မကြည့်အဖော်မိန်းကလေးနှစ်ယောက်နှင့်အတူသူ့ဆောင်သို့ပြန်သည်။အော်ခံစားခြင်းနဲ့ခံစားရပါစီတော့ဒီနည်းနဲ့နောက်ဆုတ်သွားနိုင်ကြရင်လည်းအားလုံးအတွက်ကောင်းတာပါပဲလေ။ကျွန်တော်ဖြေသိမ့်ပါသည်။